မင်္ဂလာပါရှင်ဆွေရဲ့ daily blog လေးမှာကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆွေရဲ့တနေ့တာဖြတ်သန်းခဲ့တဲ့ပုံရိပ်လေးတွေကိုမျှဝေပေးသွားမှာပါအားလုံးပဲလိုက်ကြည့်ပေးကြပါဦးနော်ဆွေရဲ့နေမကောင်းနေတဲ့အတန်လေးကိုတော့တိခတ်ပြီးနားထောင်ပေးကြပါဦးနော်ဆိုင်က9နာရီခွဲဖွင့်တာမို့ထုံးစံတိုင်းမနက်9နာရီမထိုးခင်လေးတော့ဆိုင်ကိုရောက်ဖြစ်ပါတယ်မနက်တိုင်းတရားသံနေနာရမှာစိတ်ချမ်းသာတာမို့တရားလေးဖွင့်ပြီးလုပ်နေကြအရာလေးတွေလုပ်ဖြစ်ပါတယ်ဆွေရဲ့ဦးစားပေးလုပ်ကတော့ admin တွေကြိုလုပ်ထားတဲ့ order တွေကိုပြန်စစ်တာပါ9နာရီခွဲပြီဆိုတော့ကလေးတွေလည်းရောက်လာကြပြီမော်နီပါကလေးတွေရေဆွေကတော့မနေ့စားပါပြီစားကြပါအောင်အစားတွေလည်းစားပြီးပြီဆိုတော့ဖန်စီလိုက်ပါဦးမယ်ဖိုက်စားနေပြီဆိုတော့အလုပ်တွေခဏနာပြီးနေ့လက်စားစားလိုက်အောင်မယ်နော်နေ့လက်စားလည်းစားပြီးပြီဆိုတော့အားရင်ပြင်းနေကြိုးစားလိုက်ပါဦးမယ်ဒီတိုင်းချိန်လေးရောက်ပါပြီငယ်လေးမှာတော့နောက်ရက်ဖိုးရမယ့် order လေးတွေကိုကြိုပြင်ခဲ့ပါတယ်။ကဲကြည့်ကြပါဦးဆွေရဲ့ကလေးတွေကတော့ပြန်ကန်နေဆိုတော့ခြေလမ်းတွေတက်ကြွနေရောပဲ။ဆွေကတော့နေမကောင်းနေပေမဲ့လည်းတနေ့တာကိုပျော်ရွှင်စွာနဲ့ဖြတ်သန်းခဲ့ပြီးပါပြီ။မနေ့ကနေ့မှလည်းအားရင်ပြင်းနေပြန်လာခဲ့ပါမယ်။အားလုံးပဲ fight တီးပါ။